စိတ်မချလို့အိမ်မရတာစိတ်မချလို့စိတ်ပျော်ခြင်းအိပ်ပျော်ရင်စိတ်အတော်ပြင်ရမယ်ဘုန်းကြီးကဗျာလေးနဲ့ရေးတာစိတ်မချလို့အိမ်မရတာအိပ်ပျော်ခြင်းစိတ်အတော်ပြင်ရမယ်လူတွေညမအိမ်မပျော်တာလူတွေမရှိဘူးလားစိတ်မချလို့အိမ်မရတာပဲနော်တခါညမအိမ်မရဘူးလေစိတ်ချလို့လားစိတ်မချလို့လားဟိုညာအိတ်ခန်းနေဟိုလူစိတ်မချတယ်ဒီလူစိတ်မချဟိုပစ္စည်းစိတ်မချဒီပစ္စည်းစိတ်ချအိမ်ကသမီးမြန်ပြန်မြောက်အမေကစိတ်မချလို့အိမ်မရဘူးအိမ်ကမြေးလေးမြန်မြောက်လဲစိတ်မချလို့အိမ်မရဟိုပစ္စည်းမရောက်သေးစိတ်မချလို့အိမ်မရစိတ်မချပဲနေနေတယ်များအဲ့လိုကိုရမှာမဟုတ်တော့ပြိဿအဲ့ဒါစိတ်အိပ်ပျော်ခြင်းတော့စိတ်အတော်ပြင်ရအိပ်ပျော်ခြင်းဘာလို့မလဲကိုယ်စိတ်ကိုပြင်မရမှာမပြင်လို့တော့ဒီစိတ်ကမရဘူးဒါကြောင့်ဘာမှအကြာကြီးမဟုတ်တဲ့ဘဝကြီးမှာပြိဿအဲ့ဒီမလိုအပ်တဲ့အရာနဲ့ခေါင်းကိုအလေးမခံနဲ့ကိုယ်စိတ်ကိုကိုယ့်ကိုယ် clean လုပ်ရတယ်ကိုယ်စိတ်ကိုကိုယ့်အကိုပဲတန့်ရှင်းအောင်လုပ်ရတယ်မြတ်စွာဘုရားကမိန့်တော်မူတဲ့ဇလေနဘဝတိပင်ကံဇလေနေဝဝိတုဇတိစိတ်တေနဘဝတိပါပံစိတ်တေနေဝဝိတုဇတိဇလေနရေကြောင့်ဘဝတိဖြစ်ပေါ်လေးရှိတဲ့ပင်ကံရှွန့်အညစ်အကြေးကိုဇလေနေဝရေဖြင့်သာလင်ဝိတုဇတိစေကြောတုတ်တင်စင်ကြယ်ရတယ်ရေကြောင့်ဖြစ်တဲ့ရှွန့်ပင်ရေနဲ့ဆေးမှပြောင်းနေတဲ့ရှွန့်ဆိုတာဘာကြောင့်ဖြစ်တာရေကြောင့်ဖြစ်တာနော်အဲ့မကျွဲချီရကွယ်နော်ချီရကွယ်ရေလေးတွေဝစ်ကြည့်ပါလားမိုးရင်ကာလာလေကြတော့အနေထိုင်ပြီးတော့ရှွန့်နေဖြစ်မသွားဘူးလားရေကြောင့်ဖြစ်တဲ့ရှွန့်ပင်ဘာနဲ့ဆေးရရေနဲ့ဆေးမှပြောင်းတယ်လို့ဧဝမေဝဤအတုသာလျင်စိတ်တေနာစိတ်ကြောင့်ဘဝတိဖြစ်ပေါ်လေးရှိတဲ့ပါပံအကုသိုလ်အညစ်အကြေးကိုလည်းပဲစိတ်တေနေဝစိတ်ဖြင့်သာလျင်ဝိတုဇတိစေကြောတုတ်တင်စင်ကြယ်ရမယ်စိတ်ကြောင့်ဖြစ်တဲ့အကုသိုလ်အညစ်အကြေးဖြစ်လာရင်လည်းစိတ်နဲ့ဆေးမှပြောင်းနေတယ်ပြိဿမကောင်းတဲ့စိတ်တွေဝင်လာတာစိတ်ကြောင့်ဖြစ်တာလားဘာကြောင့်ဖြစ်တာစိတ်ကြောင့်ဖြစ်တာပဲအဲ့ဒီကိုယ်စိတ်ကအဲ့ဒါကိုလက်ခံလိုက်လို့ဖြစ်တော့အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့အကုသိုလ်အညစ်အကြေးတွေဝင်လာရင်လည်းကိုယ်စိတ်ကိုဝန့်ကိုပြန်တတ်ပလိုက်တိတ်လေးလာရင်လွတ်တာချလိုက်တော့တဲ့တိတ်လေးလာရင်ဘာလို့မရတာကြီးကိုခေါင်းနဲ့ထည့်မထားနဲ့လေမဖြစ်နိုင်တာကြီးကိုခေါင်းနဲ့ထည့်မထားနဲ့အဲ့တကယ်တမ်းကျတော့တန်ត្រာနဲ့ချီတီအလုံးထားခဲ့ရတာဘုန်းကြီးနောင်တော်ကြီးမေတ္တာရေးဆရာတော်ကပြောဘူးတယ်ငါကြီးတဲ့တိတ်ပြီးတော့ခေါင်းနဲ့ထည့်မထားနဲ့တဲ့မသေးခင်ခဏလောက်အစမ်းသေးကြည့်လိုက်တဲ့နော်မသေးခင်ခဏလောက်သေးကြည့်လိုက်ငါမရှိဘူးဆိုတာမဖြစ်တော့တော့ဖြစ်သွားတယ်ဒီကိစ္စကြီးတိတ်အရေးကြီးပြီးတိတ်ပြီးတော့ဖိအားတွေအများဆိုမယုံရင်မျက်စိလည်းမှိတ်ခဏလောက်သေးကြည့်လိုက်တည်ကြည့်ရင်အဲ့ဒါတွေဖြစ်သွား